မင်္ဂလာပါဆရာကြီးအသက်ကြီးရွယ်အိုတွေမှာအတွက်ပေါ့နော်ထုတ်ထားတဲ့နှုတ်မှုဘူးတွေရဲ့အရှိလေးမှာပေါ့နော် HMB ဆိုတဲ့စာလုံးလေးကိုအများနဲ့တွေ့နေရတာပေါ့နော်အဲ့ဒါရောဘယ်လိုတံမျိုးလဲဆရာကြီးမင်္ဂလာပါအင်းကြီးတက်ကြီးရဲ့ဟိုအတွက်ထုတ်လုပ်ထားတဲ့နှုတ်မှုတွေမှာအဓိကပါတော့ HMB beta hydroxy beta methyl butyrate လို့ခေါ်ပါတယ်သူကတော့တကယ်တော့ခန္ဓာကိုယ်ကနေပြီးတော့ leucine လို့ခေါ်တဲ့ amino acid ကိုဖြိုလိုက်တဲ့အချိန်မှာသဘောလျောက်ထွက်လာတဲ့ဓာတုပစ္စည်းတစ်မျိုးပါပဲဆရာဝန်တွေကအဲ့ဒါကိုတွေ့ရှိပြီးတော့တက်ကြီးရဲ့ဟိုအတွက်ကြွက်သားအဓိကတန်ဆွမ်းတော့အဓိကတော့ sarcopenia လို့ခေါ်တဲ့ဟိုယောဂတစ်မျိုးပေါ့လေအသာဓာတ်စားတဲ့နေဖြစ်လာတဲ့ယောဂတစ်မျိုးကိုအကွယ်ဖို့အကောင်းဆုံးပဲဆိုတာတွေ့လာကြပါတယ်အဲ့တော့နှုတ်မထုတ်တဲ့လူတွေကလည်းဘူးမှာတကူတက HMB လို့သင်ပေါ်မြင်သာအောင်ကြော်ညာထားကြပါတယ်နှုတ်မဝင်တော့အဓိကလူကြီးတွေအတွက်ဆိုရင်အသက်60ပေါ်လေအသက်50ကျော်ဆိုရင်တော့ HMB ပါမပါအဓိက HMB ပါတဲ့နှုတ်မတွေမှာပဲလူကြီးတွေအတွက်တင့်တော်ပါတယ်စာကိုပီနီယာကိုကာကွယ်နိုင်မလို့ကျွန်တော်ကအကြံပေးခြင်းပါတယ်ဟုတ်လူကြီးရပေါ့နော်အသက်ကြီးလာလို့ရှိရင်အလိုအားနဲ့လာတာတဘောကပဲလေဆရာအဲ့အတွက်ပေါ့နော်ဒီ HMB ကဘယ်လိုများအကူအညီပေးနိုင်အောင်လဲရှင်အသက်ကြီးလာတဲ့မြခန္ဓာကိုယ်ရဲ့ပြတ်သားဒုနဲ့ခွန်အားတွေကရော့ကျလာပါတယ်အဲ့ဒီအခြေအနေကိုလည်းကျွန်တော်ခုနပြောခဲ့သလိုစာကိုပီနီယာလို့ခေါ်တယ်လေလူကြီးတွေပိန်ရှုံးနေတာတဝဲတော့ကြက်ပေါင်းစီပဲတိုက်ကြတယ်ဗျတကယ်တော့နှုံမပါတဲ့ HMB လို့အဲ့ကောင်ပါတဲ့ဟာမှပြတ်သားကိုထိန်းသိမ်းနိုင်တယ် muscle တွေကို preserve လုပ်နိုင်တယ်ပေါ့လေအဓိကနှစ်ချက်အနေနဲ့ကူညီပေးပါတယ်ပထမချက်ကတော့ခန္ဓာကိုယ်နေပြီးတော့ကြွက်သားတွေအသစ်တိဆောက်ဖို့အတွက်လှုံ့ဆော်ပေးတယ်ဗျသူတို့ကလေနောက်တစ်ခုတော့ slow muscle breakdown ပေါ့တစ်ခုကတော့အသစ်ထုတ်ဖို့လှုံ့ဆော်တော့ပေါ့တစ်ခုကတော့ဖြစ်ပစ်တဲ့ဟာနှေးသွားအောင်muscle breakdown slow ဖြစ်အောင်လုပ်ရတာပေါ့လေအသက်ကြီးလာတဲ့အချိန်မှာဒါမှလှုပ်ရှားမလုပ်ဖြစ်တဲ့အချိန်မှာကြွက်သားမြေကိုဖြစ်စည်းတဲ့ enzyme တွေကိုတားဆီးပြီးတော့နှေးကွေးစေပါတယ်အဲ့တော့နေမကောင်းတဲ့ချိန်နလန်ထတဲ့ချိန်ဆိုရင်တော့အဲ့ဒါလေအကောင်းဆုံးပါပဲဒါဆိုလို့ရှိရင်ပေါ့နော်နေမကောင်းလို့အဲ့ရတဲ့လဲနေတဲ့လူကြီးတွေအတွက်ရောပို့ပြီးတော့အကျိုးရှိနိုင်မလားဆရာဟုတ်တော့ပါဗျဘာဖြစ်ဖြစ်တက်ကြီးရဲ့အိုးအေးမိတာဖြစ်ဖြစ်ထိခိုက်တန်ကြောင့်ဖြစ်ဖြစ်အဲ့ရတဲ့လဲနေုံနဲ့မလှုပ်နိုင်တာနဲ့ကြွက်သားတွေကတိတိတသာရော့သွားတယ် HMB ကကိုလည်းမလှုပ်ရှားတဲ့အချိန်မျိုးမှတော့မှကြွက်သားသိစည်းစားကိုထိနိုင်တယ်ဗျခွက်ဆက်မှုလှုပ်ထိုင်းပဲဖြစ်ဖြစ်ဆေးရုံတက်ရတဲ့ပဲဖြစ်ဖြစ် rehabilitation ပေါ့ပြန်လည်ကျန်းမာဖို့အခြေအနေကိုအမြန်ဆုံးဖြစ်အောင်ထူထောင်နိုင်တယ်ဗျနေ့စဉ်ဘဝမှာသိတာတဲ့ပြောင်းလဲမှုတွေ balance ဟန်ချက်တွေ mobility တွေလည်းထိန်းထားနိုင်တယ်ဗျဟုတ်အဲ့ဆိုလို့ရှိရင်ကြက်သားတွေတန်ဆွမ်းလာပြီဆိုလို့ရှိရင်ပေါ့နော်အဖေတို့အမေတို့နဲ့နေ့စဉ်သွားလာလှုပ်ရှားမှုနေတွေမှာရောဘလို့သိတာပြီးတော့ပြောင်းလဲလာနိုင်အောင်လဲရှေ့ဆရာကြက်သားတန်ဆွမ်းနေဆိုတာအလေးပင်မနိုင်ဖို့ကြီးပဲမဟုတ်ဘူးဗျသူတဘောအကူညီမပါပဲ HMB တောင်းရင် balance ထိန်းနိုင်တယ်ဗျခန္ဓာကိုယ်တိဆောက်ဖို့ functional independent ကိုယ့်ကိုသိအရေးကြီးတာပေါ့လေအဲ့လိုကိုယ့်ကို balance ထိန်းနိုင်တဲ့အတွက်ချော်လဲခြင်းကိုကောက်ကွယ်နိုင်တယ်အဲ့ဒါအဓိကပဲဗျအဲ့ဒါလူကြီးတွေဆိုရင်ချော်ကိုလဲတယ်ကျိုးကိုကျိုးကြတယ်အဲ့တော့ HMB တောက်ရင်တော့ကိုယ့်ကိုဟန်ချက်လဲထိန်းနိုင်မယ် balance လဲထိန်းနိုင်မယ်အဲ့လိုဆိုတော့ဒါခြေတော့ကြွက်သားတွေကိုပို့ပြီးတော့တန်စေတယ်ခန္ဓာကိုယ်အလယ်ပိုင်းကြွက်သားတွေကိုလည်းထောက်ပံ့ပေးနိုင်တယ်ဗျနော်အဲ့တော့ချော်လဲနိုင်တဲ့အခွင့်အရေးနည်းသွားတာပေါ့လေနောက်ပြီးတော့ stamina ပေါ့လေအထူးသဖြင့်ကိုယ့်ရဲ့ခံနိုင်အောင်ပေါ့တက်လုံပေါ့လေအဲ့တော့ဈေးဆွဲချင်းတက်တာအစဈေးဆွဲချင်းဆွဲပြီးတက်တာအစလေကားလောက်တာအစအကုန်လုံးတွေစွမ်းအင်ကိုလည်းထိန်းထားနိုင်တယ်ဗျ stamina ကောင်းနေဆိုရင်တက်လုံကောင်းတယ်ပေါ့ဗျာအဲ့လိုဆိုရင်အများကြီးအဆင်ပြေပါတယ်ဟုတ်
အဲ့ဒါလို့ရှိရင်နှုတ်မတက်လိုက်ရုံနဲ့အစွမ်းပြတ်တာလားဆရာဒါမှမဟုတ်တခြားတွဲလို့ရမယ့်အရာတွေရောရှိသေးလားရှင်ဆရာ အဲ့ဒါတွေတောက်ယုံတယ်မဟုတ်ဘူးလေဟိုက balance exercise တို့ relaxation exercise တို့နော်နေ့စဉ်ဟိုကျမ်းမာရေးလေ့ကျင့်တာနဲ့ကျွန်တော်ပြောသားသလိုပါပဲနည်းနည်းမောယုံမောခံနေယုံမောယုံပြေးရမယ်နောက် balance exercise လုပ်ရမယ် relaxation exercise လုပ်ရမယ်နောက် balance exercise ကအရေးကြီးဆုံးမှဒီချိန်မှာချော်လဲသွားပြီ HMB ဆိုတာဟိုအစွမ်းထက်တဲ့မော်ဆေးမဟုတ်ဘူးဗျအဲ့ဒါနဲ့တွဲပြီးတော့ protein လည်းပါမယ်လေ့ကျင့်ခန်းလည်းပါမယ်ဒီလိုမျိုးဆိုကြပါတယ်နောက်ကိုတိုင်းအားပေးကိုတိုင်းလုပ်ရမယ့်အလုပ်တူနဲ့အစားတောက်နဲ့ဆေးဝါးနဲ့ဟို HMB လို့ပါတဲ့ protein လို့ပါတဲ့နှုတ်မို့တောက်တယ်ပိုကောင်းတယ်လို့ဆိုလိုတာပါ အခုဆိုလို့ရှိရင်ပေါ့နော်ဖေဖေမေမေတွေတက်ဝယ်တက်နေတဲ့နှုတ်မနေတွေမှာ HMB ရဲ့အရေးပါဖို့တေချာလေးနားလည်သွားလို့ပြီလို့ထင်ပါတယ်အခုလိုမျိုးအသေးစိတ်ရှင်းပြပေးတဲ့ဆရာကြီးဒေါက်တာယူပါဦးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးတင်တယ်နောက်အထူးပြောချင်တာတော့ကျွန်တော်တို့ဟိုဘာတွေများဆက်ပြီးဆွေးနွေးစေခြင်းလဲဘာတွေများပြောစေခြင်းလဲအဲ့လိုအကြံပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးကျန်းမာရေးပြဿနာတွေအတွက်အသေးစိတ်တိုင်ပင်ဆွေးနွေးခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ online private consultation မှာဆရာဝန်တွေနဲ့တိုက်ရိုက် messenger နဲ့တဆင့်ဆွေးနွေးကုသမှုခံယူနိုင်ပါတယ်ကျွန်တော်တို့ဆွေးနွေးခြင်းနဲ့ဆိုရင်အောက်က comment မှာကျွန်တော် link နှိပ်ချပေးထားပါတယ်အဲ့ link လေးကိုနှိပ်လိုက်တာနဲ့ patient messenger ကိုရရှိသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်ဝေမျှပေးပါ like လုပ်ပေးပါ subscribe လုပ်ပေးပါနောက်ဗီဒီယိုမှာမဲ့တွေ့ပါမယ်ကျွန်တော်နာမည်ကတော့ယူမောင်ပါ